ဒီမနေ့တောက်ကြနေ7နိုင်တမန်ကကျွန်တော်တို့4-3ဆိုတဲ့ခုနှစ်ပရိတ်နဲ့လုံးဝပရိတ်ကတင်ကွက်ညကျွန်တော်ပေးလိုက်တယ်3489လေးလေးထွက်ပြီးအများအားမှတ်ထား3489အခွေလိုက်တယ်ညဒါကျွန်တော်မိတ်ဆွေတို့တင်ပေးလိုက်တယ်နော်လေးလေးထွက်ပြီးရင်3489အခွေလိုက်တယ်ဒါနောက်တစ်ခုက3ညထွက်ပြီးလို့ရှိရင်ခွန်ပတ်သီးသို့မဟုတ်ခုနှစ်ပရိတ်လိုက်တယ်အဲ့ဒါလေးတွေဒူးရီထိုးတဲ့သူတွေမှတ်ထားကျွန်တော်သတိမပေးမိနော်သတိထားဖို့နော်ကျွန်တော်ပေးတဲ့ຢာတွေကကောင်းပါတယ်ကောင်းပါတယ်ထောင်မိုးရတယ်ဟုတ်ကဲ့ပါညနေအတွက်လည်းကျွန်တော်ပေးဖို့လိုက်လာလွင်ပေးခြင်းဖြစ်ပါတယ်ဟုတ်ပြီလားကဲအားလုံးမင်္ဂလာပါကဲလိုက်လွင်တာ2မိနစ်လိုက်လွင်တာ3မိနစ်ကြည့်ရှုသူ2400ကျန်းနေဟေးပရိနဲ့အခွေရှယ်ရပါတယ်ဟုတ်ကဲ့ပါအကုန်ထွက်တယ်စုစုပေါင်းတစ်ပတ်လုံး16000မိုးရတယ်ဒါပဲလေဒါပဲဒီဘက်မှာကျွန်တော်ထုတ်ပေးတဲ့ဇာတိုးအင်္ဂါမကျော်1တလုံးထွက်တယ်နောက်ပြီးတော့ free ပတ်ဒီ4တလုံးထွက်တယ်ပြီးအခု break 2 break 9 break 43489398တင်ကနန်းထွက်တယ်နောက်ပြီးတော့ကျွန်တော်ရဲ့ဖွဲ့ဝင်တွေကို3လုံးခွေ168ထွက်တယ်ပေးတာကုန်ထွက်တယ်ညလိုင်းကျသွားတာလားကိုကြီးလိုင်းကျသွားတာမဟုတ်ဘူးညဗီဒီယိုပြတ်သွားတာ YouTube ကဘန်းသွားတာကျွန်တော်ညဗီဒီယိုနော်ကျွန်တော်ထင်တိုင်းနာရီကြောင်းလို့တော့ထင်တာပဲနာရီကဘန်းနေကျွန်တော်ရှင်းမိုက်တယ်ဟုတ်ကဲ့ပါစင်ပြေပါကိုလင်းဟုတ်ကဲ့ပါမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါဗျโอเคဝမ်းသာပါရဲ့2005โอเคငေါ့ဆဲတယ်ဟာဆဲကွာဆဲဟာဆဲတယ်ဟာဆဲမင်းတို့ဆဲလဲမင်းတို့ရဲ့ကိုကြီးကိုလင်းကမြင်နေတာပဲဘာလုံးမဟုတ်တော့မင်းတို့ဆဲတော့ဘာဖြစ်လဲ YouTube ကောက်နေက view ပို့လိုက်တယ်ဝမ်းသာတာဗောဆဲသန်းကွာဆဲကြမင်းတို့လည်းဆဲငါတို့ကလည်းငါတို့လို့ဆဲတဲ့ကောင်တွေငါချစ်တယ်အကောင်းပြောတာကဲဝင်လာမယ်ချစ်တယ်ပြောလိုက်ချစ်တာဗောဆဲတဲ့ကောင်ချစ်တာဆဲပလိစီဆဲတာမနာလို့နေတာအော်မိတ်ဆွေတို့ရေနော်သမင်းစားတဲ့လူတိုင်းဆိုအကုန်သိတယ်မနာလို့တီးသန့်ဝင်ဆဲတယ်ဆိုရဲနော်ဒီတိုင်းဆဲတယ်အကြောင်းမှမရှိတာဟုတ်တယ်မလားငါ့ကိုအပြင်မှာတွေ့ရင်ဆဲပါလားငါ့ကိုများမင်းတို့တော့ငါမသိဘူးပေါ့ကွာငါ့ကိုတော့မင်းတို့အပြင်မှာသိတယ်ပေါ့ငါ့ကိုတွေ့တဲ့ခါမျိုးငါ့ကိုဆဲပါလားအပြင်မှာတွေ့ရင်ဆဲခုတွေရှိအောင်ဆဲကြည့်ပါဘာဖြစ်တတ်လဲဆိုတော့ဆဲကြည့်ပါအပြင်မှာတွေ့ချစ်တယ်နော်ပြင်မာတွေ့ရင်ဆဲတခြားမဟုတ်မင်းတို့ဖတ်နမ်းမလို့နော်တခြားတော့မထင်ပြင်မာတွေ့လို့ဆဲရင်ကိုလေးကမင်းတို့ဖတ်နမ်းမလို့ချစ်လို့မင်းတို့အရန်စားလို့ကောင်းတာပဲနော်မင်းတို့လောင်တဲ့ကောင်းတယ်တနာဖို့ကောင်းတယ်ချစ်တယ်ပြောလိုက်ချစ်တယ်ပဲပြောနေရပဲ4350ကိုရဟုတ်ကဲ့ဝမ်းသာပါတယ်ကဲဝင်လာမယ်ကိုတလုံးကြံနေတယ်ကိုတလုံးကြံနေတယ်ရှစ်တစ်ဘက်က9တလုံးကြံတယ်အခုကိုတလုံးကြံတယ်ကိုသမားတွေကြေကွဲပြီကျွန်တော်ရှစ်တစ်ဘက်က9တလုံးကြေကွဲတော့ကိုသမားတွေကြေကွဲနေပြီနော်ကိုကပျောက်သီးလားမသိဘူးတဲ့အဲ့တော့ကျွန်တော်မပြောတတ်ဘူးနော်